ထူးဆန်းဆန်းနဲ့ဒီနဂါးကောက်ထိတင်ထားတဲ့ဇေဒီတွေဟာထေရဝါဒဗုဒ္ဓဘာသာဇေဒီတွေမဟုတ်ပဲပကံခေတ်ကအရေးကြီးတွေတည်ထားခဲ့ကြတာလို့ဆိုကြပါတယ်တချို့ကလည်းဒီဇေဒီတွေဟာအရှင်အာယဟန်ဒါမှမဟုတ်တခြားဝိဇ္ဇာတွေကတည်ထားခဲ့ကြတာလို့ဆိုကြပြန်ပါတယ်ထီတော်နေရာမှာနဂါးကောက်ကိုအစားထိုးပြီးတည်ထားခဲ့တဲ့ဒီဇေဒီတွေရဲ့ပုံသဏ္ဍာန်ဟာအမြင်အားဖြင့်ထူးဆန်းပြီးစိတ်ဝင်စားဖွယ်ကောင်းသလိုဒီဇေဒီတွေကိုတကယ်ပဲအရေးကြီးတွေကတည်ထားခဲ့ကြတာလားဒါမှမဟုတ်အရှင်အာယဟန်နဲ့တခြားဝိဇ္ဇာတွေကတည်ထားခဲ့ကြတာလားဆိုတဲ့အချက်တွေကလည်းစိတ်ဝင်စားဖွယ်ကောင်းလွန်လှပါတယ်ဟုတ်ပါတယ်ဒီနေ့မှာတော့ထူးခြားဆန်းပြတဲ့ပုံသဏ္ဍာန်နဲ့နဂါးကောက်ထိတင်ထားတဲ့ဇေဒီတွေရဲ့အကြောင်းကိုဗဟုသုတဖြစ်ဖွယ်တင်ဆက်ပေးသွားဖို့ပြင်ဆင်ထားပါတယ်ပုံမှန်အဖြစ်မိတ်ဆက်ရရင်ကျွန်တော်ကတော့နေမျိုးပဲဖြစ်ပါတယ်ဒီနဂါးကောက်ထိတင်ထားကြတဲ့ဇေဒီတွေကိုမြန်မာနိုင်ငံအလဲပိုင်းဒေသမှာအတွေ့များပြီးအဲ့ဒီမြန်မာနိုင်ငံအလဲပိုင်းဒေသတွေဟာလည်းတရှင်ကအရေးကြီးတွေကြီးစိုးခဲ့တဲ့နေရာလို့ဆိုကြပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ဒီနဂါးကောက်ထိတင်ထားတဲ့ဇေဒီတွေကိုအရေးကြီးတွေကတည်ထားခဲ့ကြတာဖြစ်တယ်လို့ဆိုတဲ့အဆိုကိုအရင်ဆုံးပြောပြပါမယ်ရှေ့ခါကပကံပြည်ကြီးမှာစိုးစံနေတဲ့သိန်းခုံမင်းဟာတော်ကစားထွက်လာရင်ဗိုက်ဆာလာတဲ့အချိန်တော်ထဲမှာတခွားခင်းတစ်ခုကိုတွေ့ရှိခဲ့ပြီးစိုက်ခင်းထဲကိုဝင်ရောက်ကတခွားသီးတွေကိုခူးယူစားတောက်ခဲ့ပါတယ်အဲ့ဒီအချိန်တခွားခင်းပိုင်ရှင်ကရောက်ရှိလာခဲ့ပြီးသူ့ရဲ့တခွားသီးတွေကိုခူးယူစားတောက်နေတဲ့ဘရင်ကိုတခိုးအထင်းနဲ့တရွင်းနဲ့ရိုက်သက်လိုက်တာကြောင့်သိန်းခုံမင်းဟာနဲ့ရွာဆန်ခဲရပါတယ်အဲ့ဒီအချိန်ဘရင်အပမှခါစားရတဲ့မြင်းခံကရောက်ရှိလာခဲ့ပြီးအဲ့ဒီမြင်းခံကလည်းဘရင်ကိုသူလှုပ်ကြံလိုက်တယ်လို့မူးမဲတွေကအထင်မှားမှကိုစိုးရိမ်တာကြောင့်ဘရင်ကိုတက်ရင်ဘရင်လှုပ်ရမယ်ဆိုပြီးတခွားခင်းပိုင်ရှင်ကိုသွေးဆောင်ပြီးတော့နန်းတော်သို့ခေါ်ဆောင်လာခဲ့ပါတယ်နန်းတော်ကိုရောက်ရှိတဲ့အခါမိဖုရားကြီးကလည်းအဲ့ဒီအဆိုကိုလက်ခံပြီးတခွားခင်းပိုင်ရှင်ကိုစောရဟန်ဘွဲအမည်နဲ့ဘရင်အဖြစ်တင်မြှောက်ခဲ့ပါတယ်စောရဟန်မင်းဟာဘရင်မဖြစ်ခင်ကတောင်ရလုပ်ငန်းတွေကိုလုပ်ကိုင်တာကြောင့်တောက်သူကြီးမင်းလို့ထင်ရှားပါတယ်ဒီလိုနဲ့ဘရင်ဖြစ်လာခဲ့တဲ့တောက်သူကြီးမင်းဟာသူ့ရဲ့တခွားခင်းမှာဥယျာဉ်တော်ကြီးတစ်ခုကိုဆောက်လုပ်ပြီးနဂါးရုပ်ထုတွေနဲ့နဂါးကောက်ထိတင်ထားတဲ့ဇေဒီတွေကိုဆောက်လုပ်ခဲ့ပါတယ်အဲ့ဒီအချိန်ကပကံပြည်ကြီးမှာတရေခေတ္တရာခေတ်ကပင်ထွန်းကားခဲ့တဲ့ထေရဝါဒဗုဒ္ဓသာသနာဟာမှိမ့်မိန်နေတဲ့အချိန်ဖြစ်ပြီးအရေးကြီးအယူဝါဒတွေလွှမ်းမိုးပြန်ပွားနေတဲ့အချိန်အခါဖြစ်ပါတယ်နောက်ပြီးတောက်သူကြီးမင်းဟာလည်းဘရင်မဖြစ်ခင်ကတည်းကနန္ဒကားတွေနဲ့အရေးကြီးအယူဝါဒတွေကိုယုံကြည်ကိုးကွယ်သူဖြစ်ပါတယ်ဒီလိုနဲ့အရေးကြီးအယူဝါဒတွေကိုကိုးကွယ်ယုံကြည်တဲ့ဘရင်တောက်သူကြီးမင်းနဲ့အရေးကြီးတွေကပူပေါင်းပြီးအရေးကြီးသာသနာပြန်ပွားစေရေးအတွက်အခုလိုနဂါးကောက်ထိကျင်တဲ့ဇေဒီအများအပြားကိုတိဆောက်ခဲ့ကြတယ်လို့သိရှိရပါတယ်ဇေဒီတည်တဲ့အခါလဲထေရဝါဒဗုဒ္ဓဘာသာရဲ့ဇေဒီတွေကိုပုံစံယူပြီးတော့သူတို့ရဲ့ယုံကြည်မှုဆိုင်ရာနဂါးရုပ်ထုတွေကိုထီတော်နေရာတွေမှာအစားထိုးပြီးတော့နဂါးဇေဒီနဂါးပထိုးတွေကိုတည်ထားခဲ့ကြခြင်းဖြစ်တယ်လို့သိရှိရပါတယ်တောက်သူကြီးမင်းဟာအဲ့ဒီနဂါးဇေဒီတွေနဲ့အရေးကြီးတွေကိုမနေ့စာညစာထမင်းဟင်းတွေနဲ့တေရရက်တွေကိုအမြဲပို့ဆောင်ဆက်သားရတယ်လို့ဆိုပါတယ်အဲ့ဒီအရှင်ကအရေးကြီးကားကောက်ဆောင်တွေဟာဘရင်ကိုယ်တော်အမိန်ပေးနိုင်တဲ့အထိဩဇာလွှမ်းမိုးခဲ့တယ်လို့သိရှိရပါတယ်အဲ့ဒီအရှင်ကနေထွန်းကားခဲ့တဲ့အရေးကြီးသာသနာရဲ့အငွေအသက်တွေဖြစ်တဲ့နန္ဒကားကိုးကွယ်ယုံကြည်မှုတွေဟာမပပျောက်နိုင်ပဲဒီကနေ့အရှင်ထိတွေ့မြင်နေရဆဲဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီနဂါးကောက်ထိတင်ထားတဲ့ဇေဒီတွေဟာထေရဝါဒဗုဒ္ဓသာသနာရဲ့ဇေဒီတွေမဟုတ်ပဲတန်တရမန္တရယူဝါဒတွေနဲ့အရေးကြီးတွေကတည်ထားခဲ့ကြတာကြောင့်ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ပူဇော်ကြော်မှုများမပြုလုပ်သင့်ကြောင်းနဂါးကောက်ထိကျင်ထားတဲ့ဇေဒီအသစ်တွေကိုလည်းဆောက်လုပ်မလူတန်းသင့်ကြောင်းရေးသားဖော်ပြထားပါတယ်တချို့ကလည်းဒီဇေဒီတွေဟာအရေးကြီးတွေကတည်ထားခဲ့တာမဟုတ်ပဲပကံပြည်ကိုအရှင်အာယဟန်ကြောရောက်လာခဲ့စဉ်ကတည်ထားခဲ့တဲ့ဇေဒီတွေဖြစ်နိုင်တယ်လို့ဝိဇ္ဇာတွေကတည်ထားခဲ့ကြခြင်းဖြစ်နိုင်တယ်လို့လည်းယူဆသုံးသပ်ကြပေမဲ့ဒီဇေဒီတွေကိုအရှင်အာယဟန်နဲ့ဝိဇ္ဇာတွေကတည်ထားခဲ့တယ်ဆိုတဲ့အကြောင်းကိုတိတိကျကျရေးသားဖော်ပြချက်တွေကိုမတွေ့ရှိရပါဘူးနောက်ပြီးအရေးကြီးတွေတကယ်ရှိခဲ့ကြောင်းကိုပြသနိုင်တဲ့ခိုင်မာတဲ့သက်သေအထောက်အထားမရှိကြကြောင်းအရေးကြီးတွေရှိခဲ့ကြောင်းကိုလက်မခံသူတွေလည်းရှိနေကြပါတယ်ဒီနဂါးဥကောက်ထိတင်ထားတဲ့ဇေဒီတွေဟာထေရဝါဒဗုဒ္ဓသာသနာရဲ့ဇေဒီတွေလားဒါမှမဟုတ်အရေးကြီးတွေတည်ထားခဲ့တဲ့အရေးကြီးသာသနာပြန်ပွားစေရေးဇေဒီတွေလားဆိုတာကိုကျွန်တော်အနေနဲ့တိတိကျကျမပြောဆိုနိုင်ပါဘူးဒါပေမဲ့မြေဗုဒ္ဓဘုရားရှင်ရဲ့ဂုဏ်တော်တွေကိုယီမှန်းတည်ထားခဲ့ကြတဲ့ဇေဒီတွေရဲ့ထီတော်နေရာတွေမှာတရိတ်ဆန်တကောက်ကိုထည့်သွင်းတည်ဆောက်ထားတာကိုကျွန်တော်အမြင်သဘောထားအရ
လုံးဝမနှိမ့်သက်တာအမှန်ပင်ဖြစ်ပါကြောင်းတင်ဆက်ရင်နေကုန်ချုပ်လိုက်ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်ပါ